Okay ပါကျွန်တော်တို့ဒီနေ့အာကျွန်တော်တို့ရဲ့ online ရပုံငွေရှာဖွေပေးမှာတက်ရောက်ပေးလာတဲ့ဒီ online ကလူတွေရောဒီ Zoom ကနေတဆင့်အားပေးတဲ့လူတွေရောအကုန်လုံးပထမဆုံးအနေနဲ့အထူးကျေးဇူးတင်ရှင်းကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဆိုတော့ဒီလက်လက်ရှိကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့ဒီပဋိပက္ခလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေငယ်ပြောချင်ပါတယ်ဒီစကားမပြောခင်မှာကျွန်တော်အနေနဲ့ကိုအချင်းချင်းကိစ္စအကြောင်းလည်းဖြစ်တယ်ဒီຢာတွေကတိတ်ပြီးတော့မှတော့မပြောချင်ဘူးဒါပေမဲ့လည်းကျွန်တော်တို့မှမပြောလို့လည်းမရကြုံနေရတဲ့အခါမှာအာဘယ်လိုပဲဖြစ်နေပါစေကျွန်တော်ရဲ့နိုင်ငံရဲ့အခြေအနေကိုတော့အများသိအောင်ချပြမှာဖြစ်မယ်ဆိုတော့ရည်ရွယ်ချက်လေးရှိတဲ့အတွက်ကျွန်တော်အနေနဲ့ချပြတာဖြစ်တယ်ပေါ့လေဆိုတော့ရှိရဲ့အခြေအနေအရာတော့ကျွန်တော်တို့တည်တဲ့အတိုင်းမှာပဲကျွန်တော်တို့မရာနဲ့ဒီ CNACC တပ်ပေါင်းစုရင်နဲ့တိုက်ပွဲဖြစ်တာဆိုလို့ရှိရင်ဒါအကျဉ်အရေးအတွက်နဲ့ပြောရမယ်ဆိုရင်တော့နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မကရှိနေပါပြီအခုဟာကဒီထိုးရှိနဲ့ရှင်တဲ့ကြီးမထိုးရှိနဲ့ရှင်တဲ့အချိန်ဆိုရင်ဒါသုံးကြိမ်မြောက်လောက်ဖြစ်နေပြီပေါ့လေဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီတစ်ခေါက်ကျွန်တော်တို့မှလည်းဒီအကောင့်ဆုံးပြန်လဲပြီးမှခုခါခါခွေပြီးတော့မှပြန်လဲတိုက်ခိုက်ချင်မှုနိုင်ခဲ့ပါတယ်ဒီပုံမှာကသူတို့ဖက်ကဘယ်လောက်ကြလဲကျွန်တော်တို့ဖက်ကဘယ်လောက်ကြတယ်လဲဆိုတာကတော့အားလုံးသူတို့ဟာသူတို့လည်းအတိဖြစ်ပါလိမ့်မယ်ကျွန်တော်တို့လည်းကိုဟာကိုအတိဖြစ်ပါတယ်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့ဒီဖျားတခင်ရဲ့ဂျေယူတော်ကြောင့်ကိုယ်နေမီကိုကာကွယ်ရင်းနဲ့ကျွန်တော်တို့ဖက်မှာလည်းအသက်ပေးသွားတဲ့အရေးပေါ်လက်ရှိတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီခုခါကာကိုရဲ့လုပ်တဲ့အခါမှာအများကြီးအားတာချက်တွေအများကြီးနဲ့အောင်မြင်မှုတွေကိုရရှိတယ်ဆိုတာကိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ရှိရနဲ့ပတ်သက်ပြီးတော့မှသတင်းပေးချင်ပါတယ်ဒီကိစ္စဒီရှိရနဲ့ပတ်သက်ပြီးဒီကျွန်တော်ကာကိုရဲ့အတွင်းမှုလက်လို့ဆိုခင်ကလွင်နေတဲ့ခါကျတော့ကျွန်တော်ရှိရနဲ့ပတ်သက်ပြီးတော့အများကြီးတော့ကျွန်တော်မပေးတော့ပါဘူးကျွန်တော်ရှိရနဲ့ပတ်သက်ပြီးနောက်ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်တွေနဲ့တချင်းအဲ့ကနေပဲကျွန်တော်အကြောင်းကြားတိစေချင်နေပေါ့လေဆိုတော့ဆက်လက်ပြီးတော့မှကျွန်တော်ပြောချင်တာကဒီ CNACC တက်ပေါင်းစုတွေနဲ့ကျွန်တော်မရာနေကိုဒီပထမဆုံးကျင် drone တွေနဲ့အင်အားအလုံးကြီးနဲ့တိုက်ရှင်လာတော့လည်းကျွန်တော်ရှေ့တန်းမှာကျွန်တော်ကိုယ်တိုင်ရှေ့တန်းမှာပါဝင်ပြီးတော့မှရှိပါတယ်ဆိုတော့ပြောချင်တာကဒီ CNACC ကဘယ်လိုဖြစ်လို့ဒီလိုကျွန်တော်ချင်းပင်တွေအတွင်းမှာဒီလိုလုတ်ကန်ပြီးတော့မှဒီလိုပုံစံမျိုးပေါ့နော်အမျိုးမျိုးအဖုံဖုံနဲ့လုတ်နေတယ်လေဆိုတော့ကျွန်တော်နဲ့နားမလည်ဘူးခင်ဗျာဘာလို့လဲဆိုတော့ဒီ CNA ကဒီနေရာတိုင်းမှာမဟုတ်လေလူမျိုးတိုင်းမှာကိုသူကတပ်ကိုမရရအောင်ခွဲတယ်ကျွန်တော်မရာမှာဆိုရင်လည်းဥပမာ MTC MDF ရှိနေရေးတန်းလန်းတဲ့ကိုကနောက်ပိုင်းမှာ CDF မရာကိုမရရအောင်ခွဲထွက်ပြီးမှဆွဲနှုတ်ပြီးတော့မှမရာလူမျိုးအတွင်းမှာရှိလုံမှုပြစ်ပြအောင်လုပ်တယ်ဒီတိုင်းမှာပဲဖလန်တွားမယ်လည်းဒီတိုင်းလုပ်တယ်ဟုတ်လားတနေရာတွားမယ်ဆိုလည်းဒီတိုင်းလုပ်တယ်တနေရာမှာဆိုလည်းဒီတိုင်းလုပ်တယ်ကျွန်တော်တို့လူမျိုးစုပြဿနာကိုလိုက်ပြီးမှနေရတဲ့ကမှာလိုက်ပြီးတော့မှဖန်တီးပြီးတော့မှကျွန်တော်တို့ချင်းပင်တွေကိုအစိတ်အမွာမွာကိုယ်အောင်လုပ်နေတဲ့ပုံစံကသူတို့အနေနဲ့ဘာရည်ရွယ်ချက်ရှိလို့ဒီလိုလုပ်တယ်လဲဆိုတာတော့သူတို့အတိဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့ဒါကဒီခွေချပြီးတော့မှအုပ်ချုပ်တဲ့စနစ်လို့ခေါ်တာပေါ့လေဒီ system ကတကယ်တမ်းပြောမှချင်းဒီကဘာမှာကြောက်ချရာအကောင့်ဆုံးလေးဖြစ်တယ်လို့ယွန်ချရာအကောင့်ဆုံးနီလန်တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ဒီပုံစံအတိုင်းကျွန်တော်တို့ချင်းပင်တွေမှာအုပ်ချုပ်ဖို့လုပ်နေတဲ့လူတွေကသူတို့အတွက်နေရာပေးလို့အဆင်မပြေပါဘူးကျွန်တော်တို့ချင်းပင်တွေချင်းလူမျိုးအချင်းချင်းကြားမှာလည်းထေဝါကွဲမှုတွေအများကြီးဖြစ်စေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ချင်းအမျိုးသားတိဆောက်ရဲ့အတွက်လည်းအဟံတာအများကြီးဖြစ်တယ်ပြီးလို့ရှိရင်ချင်းပင်တွေတစ်ခုလုံးပြန်လဲရှိလုံးညီညွတ်ပြီးတော့မှအားကောင်းမောင်းတန်ဖြစ်တဲ့ချင်းပင်တွင်းတိဆောက်ဖို့အတွက်လည်းဒါအဟံတာအရန်ဖြစ်စေတယ်လို့ကျွန်တော်အနေနဲ့ပထမဆုံးအမြင်လေးကိုပြောချင်ပါတယ်ဆိုတော့ဒီရှင်းနေကိစ္စနဲ့ပတ်သက်ပြီးဒီကျွန်တော်အရင်တော့ရှေ့ဝက်တိတ်တော့ပြောလဲမရှိပါဘူးဒါပေမဲ့ဒီနေ့တော့မပြောလို့ကိုမဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်ကျွန်တော်တို့ဒီထန်တလာကရေးဖို့တွေပြောတာကျွန်တော်ကိုယ်တိုင်နားနဲ့ကြားခဲ့တာတွေရှိတယ်သူတို့ယွန်းမှာပေါ့လေယွန်းကနေတရှင်းသူတို့ကိုယ်တိုင်ပြောတဲ့ဟာစကားတစ်ခွန်းရှိပါတယ်သူတို့ဒီထန်တလာမျိုးတိန်းတိုက်ပွဲလုပ်တဲ့အခါမှာဒီ RPG လေးတလုံးနှလုံးနောက်နဲ့ဒီနည်းနည်းကြည်လေးနည်းနည်းလေးတောင်ထပ်ပြီးတော့မှနောက်ကနေ support ပေးနိုင်လို့ရှိရင်ကျွန်တော်တို့ထန်တလာမျိုးကအပိုင်လုံးဝကောင်းကောင်းမွန်ကျွန်တော်တို့ထန်တလာရေးပေါ်တွေကထိန်းနိုင်တော့မှဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒီချိန်မှာဘဒူသူတို့ရဲ့ဒီထောက်ပံ့ပေးမှုအဓိကဖြစ်နေတဲ့ CNACC ကလည်းဘာမှထောက်ပံ့မပေးဘူးသူတို့ကိုယ်တိုင်ပြောခဲ့တာပေါ့နော်ဘာမှထောက်ပံ့မပေးခဲ့ဘူးလက်နေကြီးကြီးလည်းမပေးခဲ့ဘူးဟိုကလည်းမပေးခဲ့ဘာမှထောက်ပံ့မပေးခဲ့တဲ့ခါကျတော့တတလာမျိုးကိုသူတို့လက်လွှဲလိုက်ရတာပေါ့လေ
ဆိုတော့ပြောချင်တာကဒီတကယ့်အာနာရှင်စနစ်ဖြစ်တဲ့လူအလုံးရဲ့ဘုံရန်တူဖြစ်တဲ့ရှစ်ကောင်စီကိုတိုက်ထုတ်တဲ့အခါမှာဒီ RPG လေး5ဒေါက်လောက်နဲ့10ဒေါက်15ဒေါက်လောက်နဲ့ပြီးလို့ရှိကြီးဒေါက်1000တုံးဖို့ကြတော့သူတို့အနေနဲ့ဘယ်လိုပြောရမလဲအရန်နှမျောတယ်လောက်အနှမျောတယ်ဒါတော့ကျွန်တော်ပြောရတယ်အရန်နှမျောတယ်ကျွန်တော်တို့မရာတို့ဖလန်တို့ဟလာညီကိုအချင်းချင်းတိုက်တော့မယ်ဆိုလို့ကြာရင်သူတို့ကြီးတွေဖြုံးလိုက်တာဒီမနေ့ကကျွန်တော်တို့တိုက်ပွဲမှာလည်းကြီးတွေသူတို့အရန်ဖြုတ်တာဘယ်လိုဖြုံးတယ်လဲဆိုလို့ချင်းဘယ်လိုဖြုံးတယ်လဲဆိုလို့ချင်းဟိုကျွန်တော်တို့ရဲ့ဒီရေးပေါ်တွေနဲ့နေတဲ့နေရာပေါ့လေမရောက်ခင်မီတာဟို300လောက်အလိုကနေတနေ့တွေကိုတောက်ချအော်တိုနဲ့ပြည့်ပြည့်မှတက်လာကြတာတတော့ချင်းတော့ပြစ်တာမဟုတ်သူတို့အနေနဲ့ဘယ်လောက်ကြင်ဖြုံးနိုင်တယ်လဲဟုတ်လားလက်နဲ့ကြီးဆိုရင်လည်း RPG တွေ40တွေထူချက်ထူပလိုက်တာမှသူတို့အနေနဲ့မိုးရွာသလိုရွာအောင်ကျွန်တော်တို့ဖေကိုထူနိုင်တယ်ဟုတ်ပြီဒီလိုထူကျွန်တော်တို့အချင်းချင်းကြတော့ဒီလိုထူနိုင်တယ်ဟုတ်ပါပြီကျွန်တော်တို့အချင်းချင်းထူချင်လဲထူပါစားကားစားကိုလည်းဒီလိုပုံစံနဲ့တော့ထူလို့မရဘူးလားဟုတ်လားသူတို့နဲ့တိုက်တဲ့အခါကျတော့ကြီးမရှိဘူးဘာမရှိဘူး online ပုံမှာရီပြလိုက်ငိုပြလိုက်နဲ့အမျိုးမျိုးပတ်စံရှာရတယ်ကျွန်တော်တို့အချင်းချင်းတိုက်တော့မယ်ဆိုကြတော့ပတ်စံရှာတော့မလို့သူတို့မှာ online ပုံမှာစကားပြောရှာတော့မလို့ရှိလိုက်တဲ့ပတ်စံနဲ့ရှိလိုက်တဲ့ကြီးတွေပေါ့လေဆိုတော့ဒီလိုအနေထားမျိုးကကျွန်တော်တို့ဒီချင်းပင်အတွင်းမှာအချင်းချင်းကြားမှာဖြစ်နေတဲ့အနေထားမျိုးကိုဖြစ်နေတယ်ပေါ့လေဆိုတော့ဒီဟာကိုအများပြည်သူမိဘပြည်သူလူထုတရက်လုံးအနေနဲ့ကောင်းကောင်းမွန်တတိထားစေချင်တယ်နားလည်စေချင်တယ်ဆိုတော့ဒီသူတို့ရဲ့လက်ကွဲသူတို့ရဲ့ပုံစံကိုကဒီကျွန်တော်တို့အချင်းချင်းနိုင်ငံရေးပြည်ပခါဖြစ်အောင်ပြီးလို့ရှိရင်ကျွန်တော်တို့အချင်းချင်းစိတ်ဝါကွေမှုဖြစ်အောင်ချင်းလူမျိုးအချင်းချင်းပြဿနာဖြစ်အောင်ဖန်တီးနေတဲ့လူရဲမျိုးကဲတုတ်ဖြစ်နေတဲ့အတွက်ဒီအရာကတကယ်တမ်းဆိုရင်တော့အင်မတာရှက်ဖို့လည်းကောင်းတယ်လို့အင်မတာကြောက်ဖို့ကောင်းတဲ့နိုင်ငံရေးရှင်နေဖြစ်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးအနေနဲ့ဒီလုံရဲတဲ့အပေါ်မှာကောင်းကောင်းမွန်မွန်နားလေပြီးတော့မှသိရှိထားဖို့ကိုအင်မတန်အရေးကြီးပါတယ်ဒါတမိုင်းတစ်ခုလည်းဖြစ်တယ်လို့တက်လို့ပြေဖြတ်အောင်လုပ်မရတဲ့လူမျိုးရေးပြည်ပခါကိုလည်းနောက်ပိုင်းကျရင်ဥတီလာနေတဲ့အနေအထားမျိုးဖြစ်တယ်ကိုလေဒါကိုလည်းလူတိုင်းကျွန်တော်နားလေဆက်ချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဒီမရာလူမျိုးခက်ခဲဖြစ်နေတဲ့အခါမှာခုလိုမျိုးဝိုင်းဝန်းပြီးတော့မှအားပေးစကားတွေပြောပြကြတယ်ငွေရေးကြေးရဖြစ်တော့၎င်းအဆဆရဖို့လေကျွန်တော်တို့online ကနေတော့၎င်းဒီမြေပြင်ကနေတော့၎င်းကိုထိလေကိုတိုင်လာပြီးတော့၎င်းလာရောက်ပြီးတော့မှအားပေးစကားလေးတွေပြောပြကြတယ်မိဘပြည်သူအယောင်ရှိတိုင်းကိုလည်းကျွန်တော်တို့အနေနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အနေနဲ့မိဘပြည်သူတဲ့ပုံမှာဘာမှကျေးဇူးမတုံ့ပြန်နိုင်ခဲ့တော့မှကျွန်တော်တို့ရဲ့ဒီ MTC MDF အနေနဲ့ကျွန်တော်တို့ရဲ့တရှိတများအားအိမ်နဲ့ရှိသမျှအတက်လေးတွေကိုကျွန်တော်ပေးပြီးတော့မှကျွန်တော်မိဘပြည်သူလူထုတရေလုံးလုံခြုံစွာနဲ့ကောင်းကောင်းမွန်မွန်နေနိုင်ဖို့အတွက်ကျွန်တော်တို့စ조사ဆောင်ရွက်သွားမယ်ဆိုတာကိုလည်းကတိပေးချင်ပါတယ်။နောက်ကျွန်တော်တို့ MTC MDF ရဲ့လုံငါဆောင်ရွက်မှုတိုင်းကိုလည်းကျွန်တော်တို့ဒီမဲ့ချင်မပြအဆောက်ကြီးပေးကြပါအများပြည်သူနဲ့မတင်တော့တဲ့အများပြည်သူလိုအပ်ချက်နဲ့မဟုတ်တဲ့ဟာတွေနဲ့ရှောင်ဖြစ်နေလို့ရှိရင်လည်းအကြံလေးဗာလေးပေးပြီးတော့မှကျွန်တော်တို့ရဲ့အကောင့်အဖွဲ့အစည်းကိုအကောင့်ထုတ်တွားလာနိုင်ဖို့အတွက်ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော်ပြောတဲ့စကားလုံးတွေထဲမှာအမှားရွေးလေးတွေပါခဲ့ရင်လည်းနားလည်ခွင့်လွှတ်ပေးကြပါလို့ပြောကြရင်ကျွန်တော်စကားကိုဒီမှာပဲနေကုန်းချုပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်